ရုတ်တရက်မြန်မာပြည်ပြန်ဖို့အကြောင်းပေါ်လာတော့အခုနန်းပဲရောက်နေလဲဆိုရင်အခုနန်းမော်ချစ်ကားဂိတ်ကြီးကိုရောက်နေတာပါရှင်မော်ချစ်ကားဂိတ်ကနေထိုင်းမြောက်ပိုင်းကိုခရီးဆက်မှာဖြစ်ပါတယ်ထိုင်းမြောက်ပိုင်းဖြစ်တဲ့ဒီမဲဆိုင်မြို့ကိုခရီးဆက်မှာဖြစ်ပါတယ်ရှင်နန်းကားလက်မှတ်ဖြတ်ထားတာကတော့ညနေ4 နာရီခွဲကားစထွက်မယ်ပေါ့နော်ဘန်ကောက်ကနေမဲဆိုင်ကို12 နာရီကားစီးရပါတယ်ရှင်ညနေ4 နာရီခွဲပြီဆိုတော့ကားစထွက်ပါပြီနန်းငယ်ငယ်တုန်းကဆိုကားရမ်းမှုတဲ့ထဲမှာပါတယ်အခုချိန်ခါကျတော့ကားအရန်စီးများလို့လာတော့မသိဘူးအခုချိန်မှာကားဘယ်လောက်စီးမမှုတက်တော့ဘူးပေါ့နော်ဒါကတော့ဘန်ကောက်မြို့ကနေစတင်ထွက်ခွာပါပြီရှင်အရင်တုန်းကဆိုရင်တစ်နှစ်တစ်ခါနှစ်နှစ်တစ်ခါအဲ့လိုအိမ်ပြန်ဖြစ်တယ်ပေါ့နော်ခုချိန်မှာခါကျတော့အိမ်မပြန်ဖြစ်တာ3 နှစ်တောင်ရှိသွားပြီပေါ့နော်ဒါကမေဆိုင်မြို့ရဲ့နေထွက်တဲ့ပုံရိပ်လေးပေါ့နော်မေဆိုင်မြို့ကိုစပြီးတော့ဝင်လာပါပြီရှင်မဲဆိုင်မြို့ကိုဆိုက်ရောက်ပါပြီဗီဒီယိုကအရန်ရှည်သွားမှာဆိုလို့မဲဆိုင်ကနေတာချီလိတ်ကိုနေဆက်ကူးတဲ့ဗီဒီယိုကိုနောက်ဗီဒီယိုမှာနန်းထပ်ပြီးတော့တင်ပေးပါမယ်ရှင်